တငယ်ချင်းများအားလုံးမင်္ဂလာပါဒီနေ့မှာတော့မောင်လူအေးရဲ့မိမစိတ်မချပုံဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးချင်ပါတယ်ကျွန်တော်ကတော့ဟီလာဖြစ်ပါတယ်တခါတော့ကထိန်ပင်ကုန်းဆိုတဲ့ရွာလေးတစ်ရွာမှာမောင်လူအေးဆိုတဲ့ကြက်မပြည့်တဲ့လူငယ်လေးတစ်ယောက်ရှိတယ်တနေ့တော့မောင်လူအေးကိုသူ့အဖေကမိမပေးစားလိုက်တယ်ပေါ့မောင်လူအေးကသူ့မိမပူပူနွေးနွေးလှမေလေးကိုအယမ်းချစ်တယ်မောင်လူအေးနဲ့လှမေလက်ထပ်ပြီးတော့ရောင်နောက်ဆန်ထုံးပါဆိုတယ်လို့လူအေးတို့အိမ်ကိုလှမေလိုက်လာခဲ့တယ်မိမိအိမ်ကိုလိုက်လာရတဲ့လှမေလေးကိုလူအေးမျက်နှာတစ်ချက်အပြတ်မခံဘူးကြက်မပြည့်ပေမဲ့လှမေကိုတော့ပျော်အောင်ထားတယ်ပြီးတော့မိမကိုသူ့မျက်စိအောက်ကကိုအပြောက်မခံဘူးသူရခင်းကပြန်လာလို့သူ့မိမလှမေကိုတွေ့ရင်တွေ့မတွေ့လို့ကတော့လဲပေါ်ကစင်နွားတွေဖြုတ်ပြီးတာနဲ့မိမဖြစ်သူကိုအိမ်ဝိုင်းနဲ့အနှက်လိုက်ရှာပါတော့တယ်လူမတွေ့ရင်တော့မိမစီးတဲ့ဖက်နဲ့လေးမြင်လိုက်ရမှာမောင်လူအေးတို့ရင်ဘတ်ထဲကအလုံးကြီးကြတယ်ဆိုပဲတွေ့ပြီဆိုရင်လည်းမိမကိုပွေ့ချီပြီးအိမ်ပေါ်ထိကလေးတယောက်လိုချီသွားတာလူအေးရဲ့အဖေဦးဖိုးမောင်ကြီးမမြင်ချင်အောင်ဆောင်နေရတာတွေကလည်းမနှဲတော့ဘူးကြက်မပြည့်တဲ့သူ့သားလေးခုလိုပြောနေတာမြင်ရရင်ကိုအမြင်မတော်ပေမဲ့ကျင်းနေရသူကဦးဖိုးမောင်ပဲဖြစ်၏ဒီလိုနဲ့တနေ့မှာတော့လူအေးကန်ဆိုတဲ့နေ့ဆိုရမလားအလူဖိတ်စာတစ်ဆောင်သူတို့အိမ်ကိုလူတယောက်လာဖိတ်ပါလေရောဦးဖိုးမောင်လည်းဖိတ်စာကိုဖွင့်ဖက်ကြည့်တော့အလူဒါရကကြီးကသူတို့ရွာနဲ့မိုင်30လောက်ဝေးတဲ့ထီချိုင်းဆိုတဲ့ရွာကတငယ်ချင်းအရင်တွေဖြစ်နေတာသိလိုက်ရတယ်ခုရပိုင်းတွေမှာဦးဖိုးမောင်ကျမကြီးကတိတ်မကောင်းချင်ဘူးကိုလေရရီတောင်မသွားဖြစ်တာကြပြီးခုလိုအလုံးဝေးတဲ့ရွာကိုအလူလိုက်ဖို့ကတော့ဘလို့မှမဖြစ်နိုင်ဘူးဆိုတာဦးဖိုးမောင်သိနေတယ်အလူရက်ကလည်းကတ်နေပြီးနောက်လာမဲ့9ရက်နေ့ဆိုအလူစလုပ်ပြီး10ရက်နေ့အလူကြီးဒီနေ့က4ရက်နေ့အလူဆိုတာကလည်းအလုံးများတယ်လေအလူရက်မတိုင်ခင်သွားနိုင်မှလုတ်เสียရှိတာတွေကုလုံနိုင်မှာဒါမှလည်းတငယ်ချင်းပေါ်သူတာဝန်ကြီးမှလို့ဦးဖိုးမောင်တွေးလိုက်ပြီးသားဖြစ်တဲ့လူအေးကိုလန့်ခေါ်လိုက်တယ်အဖေဖြစ်သူရဲ့ခေါ်တန်ကြတော့လူအေးတယောက်ဦးဖိုးမောင်အနားကိုရောက်လာခဲ့တယ်တားဖြစ်သူအနားရောက်တော့ဦးဖိုးမောင်ကလူအေးကိုအလူလိုက်သွားဖို့အကျိုးအကြောင်းပြောလိုက်တယ်မနှက်ဖြန်ထိချိုင်းရွာကိုရွာကအဖော်တွေနဲ့အလူလိုက်သွားဖို့ဆိုတော့ညအိပ်ရမှာမောင်လူအေးတည်နေတယ်အလူရက်က9ရက်10ရက်ဆိုတော့မနှက်ဖြန်သွားရရင်အနည်းဆုံး3ညလောက်တော့အိပ်ရမှာတေချာနေပြီးထိကြိုက်မှာညအိပ်ရပြီဆိုမှတော့သူ့ရဲ့အမျိုးသမီးလှမေနဲ့တေချာပေါက်ခွဲပြီးအိပ်ရပြီလေအဖေကိုကြောက်လို့သာအလူကိုလိုက်သွားရမှာလူအေးလှမေနဲ့လုံးဝခွဲပြီးမအိပ်ချင်ဘူးတခါမှလည်းခွဲမအိပ်ဘူးတော့ခသားညရောက်တော့လဲမောင်လူအေးတညလုံးအိပ်မပြောသူမရှိပဲထားခဲ့ရမယ်လှမေကိုသူလုံးဝစိတ်မချဘူးခွဲအိပ်ရမှာကြီးက3ညကြီးတောင်မလားဒီတော့လူအေးတဲကျွဲအခက်ခံရတယ်လို့အိပ်ရထဲမှာတောင်ဘက်ဆောင်အိပ်လိုက်မြောက်ဘက်ဆောင်အိပ်လိုက်ပက်လက်လန်ပြီးအိပ်လိုက်နဲ့မိုးတာလင်းသွားတာတမင်းမအိပ်မပြောဒါကိုလှမေသိတော့ကိုလူအေးပါဖြစ်နေတာလဲမေးတော့ငါဘာမှမဖြစ်ပါဘူးလို့လူအေးကညာတယ်ဒီလိုနဲ့မိုးလဲလင်းရောအလှသွားကြဖို့လူအေးကိုအဖော်တွေလာခေါ်ကြပြီဒီတော့မိမနဲ့ခွဲရတော့မှလည်းတီရောမိမကိုစိတ်မချနိုင်တဲ့လူအေးကောင်းတဲ့အကြံတစ်ခုရသွားတယ်အကြံရရချင်းပဲသူ့အတွက်အဝတ်စားတွေထည့်နေတဲ့မိမဖြစ်သူလှမေနားသွားပြီးအိမ်နောက်ဖေးဘက်ကိုလှမေလက်ဆွဲပြီးခေါ်သွားတယ်လူအေးကအိမ်နောက်ဖေးမှာဆင်ထိုးပြီးစိုက်ထားတဲ့ဘူးပင်တွေနားခေါ်လာတာကိုဘူးမသိဘာမသိနဲ့လိုက်လာခဲ့တဲ့လှမေတယောက်မေးတယ်ဟဲ့လူအေးဒါကဘာလို့မလို့လဲဘာလို့ငါ့ကိုဒီဘူးစင်ကြီးနားခေါ်လာတာလဲဒီတော့မျက်နှာခတ်တိုးတိုးနဲ့မောင်လူအေးကငါကအလှကို3ညအိတ်လောက်သွားရမှာလေဒါကြောင့်ဒီခေါ်လာတာဟဲ့နေအလှ3ညအိတ်သွားတာနဲ့ဒီနေရာနဲ့ကဘာဆိုင်လို့လဲဆိုင်တာပေါ့ဟာငါနင့်ကိုစိတ်မချဘူးလူအေးကပြောဆိုဘူးပင်အောက်ခြေကရွှေမြေကိုလက်နဲ့ကုပ်ယူလိုက်ပြီးမပြောမဆိုလှမေထဲမိန်ကိုလှမ်းလိုက်တယ်လှမေလည်းရုတ်တရက်နဲ့ဆိုတော့ငေးကြောင်နေမိတယ်ထဲမိန်လည်းလှမ်းပြီးရောလူအေးကစောစောကရွှေမြေစည်းလေးနဲ့လှမေရဲ့ပိပိကိုဘတ်ဆိုကတ်လိုက်ပါလေရောလှမေမထင်ထားတဲ့အရာကိုလူအေးလှုပ်လိုက်လို့လှမေရှက်လဲရှက်ဒေါသလဲဖြစ်တာပေါ့ဒါပေမဲ့ကြက်မပြည့်တဲ့သူ့ယောက်ျားမို့လှမေအပြစ်မပြောတော့ပဲအတာပဲနေလိုက်မိတယ်ခီးသွားခါနီလဲယောက်ျားနဲ့ရန်ဖြစ်မနေချင်တာလဲပါတာပေါ့ပြီးတော့ရွှေမြေဆိုတာကလည်းခြောက်သွားရင်သူ့အလိုလိုကွာကြသွားမှာပဲလေသူ့လို့ရက်နဲ့သူ့အကြံကိုကိုဘာသာသဘောကျနေတဲ့လူအေးကပြုံးပြုံးကြီးလုပ်ပြီးလှမေငါသွားတော့မယ်နော်ငါလူမှာ3ညအိပ်ပြီးလို့ပြန်လာရင်နင့်စီမှာဒီရွှွန်လေးငါမြင်ချင်တယ်နော်ငါမရှိတဲ့ရက်တွေမှာနေငါ့ဘော်တစ္ဆာရှိပါငါသွားပြီးငါစိတ်ချမယ်နော်ခီးသွားခါနီမိမိကိုစိတ်မချဖြစ်နေတဲ့ယောက်ျားကိုလက်ကလေးပြခေါင်းလေးညှိပြီးခြံတကားဝါကနေလှမေတယောက်ကြံရစ်ခဲ့လေတော့တယ်ဒီလိုနဲ့အလူကြီးလဲပြီးမောင်လူအေးတို့ဒီနေ့ပြန်လာမယ်ဆိုတာသိတော့ရောက်ခမကြီးဦးလူမောလူအေးတို့အိမ်ကိုရောက်နေပြီးခမီးခမတ်2ယောက်အိမ်ရှိတန်းလျားစပွဲပေါ်လက်ဖက်ရည်ကျန်းတောက်နေကြတယ်လှမေလေးကတော့ယောက်ျားဖြစ်သူဒီနေ့ပြန်လာမယ်ဆိုတော့ရေမိုးချိုးပြီးမှန်တင်ခုံရှိအလှတွေပြင်းနေတယ်ပေါ့တအောင်လောက်နေတော့မကြပါဘူးလာပါပြီမောင်လူအေးနွားလဲကြီးဒုံဆိုင်လို့အိမ်ဝိုင်းထဲကိုဝင်လာတယ်သူ့အမျိုးသမီးလေးကိုတွေ့ကျင်လာပြီလေအိမ်ဝိုင်းထဲလူအေးလဲကြီးဝင်လာတော့ဦးဖိုးမောင်ချွေးမဖြစ်သူကိုလှမ်းခေါ်လိုက်တယ်သမီးရေလှမေဟိုမှာလူအေးပြန်လာပြီဟဲ့အိမ်ပြင်ကခေါ်တန်ကြတော့လှမေအလှပြင်ပြီးအိမ်ရှိကိုထွက်လာခဲ့တယ်အိမ်ပြင်ရောက်တော့နွားလဲကြီးကိုကမန်းကရမ်းဖြုတ်နေတဲ့ယောက်ျားကိုမြင်တော့မှလှမေတတိယသွားတော့တယ်သူ့ပိပိမှာလူအေးရဲ့ရှုံးမြေကမကြံတော့ဘူး၆ပြီးကွာကျသွားတာလူအေးသွားတဲ့နေ့ကပဲသူ့စီမှာရှုံးကိုမတွေ့လို့ကတော့သူ့ယောက်ျားအထင်လွဲပြီးအသေးကွဲမှာဆိုတာလှမေသိတယ်ပြီးတော့မိမိတစ္ဆာမဖောက်ဘဲနဲ့အဲ့လိုတော့အဖြစ်မခံနိုင်ဘူးဆိုပြီးလှမေလဲအကြံရတာကအိမ်ရှိမှာပန်းပင်စိုက်ထားတဲ့ပန်းအိုးတဲကရှုံးမြေကိုလူအေးအလစ်မှာလက်နဲ့ကုပ်ပြီးသူ့ပိပိအပေါက်ပိတ်လိုက်တယ်ပန်းအိုးတဲကမြေဆိုတော့မျက်ပင်လေးတွေတော့ပါတာပေါ့ဒါမဲ့မတတ်နိုင်ဘူးလေသူ့ယောက်ျားသူ့ကိုအထင်မလွဲဖို့ကအတိကပဲအဲ့လိုပိတ်ပြီးဟန်မပြက်လူအေးစီအပြေးလေးသွားကြိုလိုက်တယ်နွားလဲကြီးဖြုတ်ပြီးမိမိစီလာနေတဲ့မိမကိုလူအေးမြင်ချင်းလူကြီးတွေရှိမှတော့မရှောင်နိုင်တော့ပဲကုန်းပြီးပွေ့ချီလိုက်တယ်ပြီးတော့အိမ်ကြီးပေါ်ထိပါခေါ်သွားပါလေရောလူကြီးတွေရှေ့အချီခံလိုက်ရတဲ့လှမေကတော့ရုံးရင်ကန်ရင်နဲ့လူအေးခေါ်ရပါသွားတယ်ဒီအဖြစ်ကိုကြည့်ပြီးသမီးရှင်ဖြစ်တဲ့ဦးလူမော်ကရှက်ပြီးခေါင်းကြီးငုံနေလေရဲ့
ဦးဖိုးမောင်ကတော့ဒီမြင်ကွင်းတွေကသူ့အတွက်မဆန်းပေမဲ့ခမက်ကြီးတော့အားနာနေတယောင်ယောင်ပြုံးပြုံးကြီးလုံနေလိုက်တယ်လူအေးကတော့လှမေကိုအိတ်ခမ်းထဲထိခေါ်သွားတယ်အခန်းထဲလဲရောက်ရောလူအေးဘာမှမပြောမဆိုနဲ့လှမေအထဲမိန်ကိုလှန်လိုက်ပြီးသူအားရအောင်ကြည့်ပြီးမှမိမဖြစ်တဲ့လှမေကိုလက်ဆွဲပြီးအိမ်အောက်ကိုပြန်ဆင်းလာတယ်လှမေလည်းကြောင်တောင်တောင်နဲ့လူအေးခေါ်ရလိုက်လာမိပြန်တယ်ဒီတစ်ခါလူအေးကစောစောကနှုတ်တောင်မဆက်အားတဲ့လူကြီးတွေစီသွားပြီးပြောချလိုက်တာကြီးကအဖေချွေးမကျုပ်ပေါ်တစ္ဆာကြီးပုံကတော့ဂုံယူစရာပဲအဖေကျုပ်မသွားခင်ကပိတ်ခဲ့တဲ့ရွှေမြေကအခုမျက်တွေတောင်ပေါက်နေပြီအဖေရေလို့ပြောပြီးအားရပါရရေနေလိုက်တယ်ကြက်မပြေတဲ့လူအေးကတော့လှုပ်ချလိုက်ပြီးအထားပေါက်တဲ့ဥလူမော်ကြီးကတော့ရှက်ရှက်နဲ့ကုန်းထားပြီးအိမ်ပြန်မဲ့အလုပ်ဆဲသွားပါရောခွေးသားကြက်မပြေလို့တော့ကကြတယ်သူ့မိမသူပိတ်တာကြောင့်မဟုတ်ဘူးတော်ကြမင်းဟာရောငါဟာရောပါတရေကျိုးနဲ့အချီခံနေရလိမ့်အောင်မယ်ငါပြန်ပြီးဟေးဖိုးမောင်ဆိုပြီးမိမကိုစိတ်မချလို့မိမပိပိရှုနဲ့ပိတ်တဲ့မောင်လူအေးဇလန်းလေးကိုအဆုံးတက်လိုက်ပါတယ်